Hello ဒါကတော့ဇီရောရွာမှာရောက်ရှိနေတာပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာဆိုလို့ရှိရင်အဝေးမှာရောက်ရှိနေတဲ့သားတွေကပေါ့နော်ဒီဇီရောရွာမှာရှိတဲ့အမေနဲ့အမပြီးတော့အငယ်ဆုံးမောင်လေးအတွက်ကိုပစံပန်းစည်းနဲ့မုံပေါင်လေးပို့ပေးခိုင်းတာတွားပို့နေတာပဲဖြစ်ပါတယ်ရှင်အမတ်တရဖြစ်ဖို့သူတို့ရဲ့ဒီအိမ်လေးတွေရောရိုက်ပေးခဲ့ပါဆိုလို့ဒါလေးတွေရိုက်လာပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ဇီရောရွာကမေမေတော်မမြင့်နဲ့အမဒေါ်ကျင်ရွှေတို့အတွက်ဆိုပြီးတော့အဝေးမှာရောက်နေတဲ့သားပေါ့နော်ဒေါ်ကျင်ရွှေရဲ့မောင်လေးပေါ့သူတို့တွေကအမေနဲ့အမအတွက်ပစံပန်းကြီးနဲ့ဒီအငယ်ဆုံးမောင်လေးအတွက်ကိုမုံပေါင်လေးပို့ပေးခိုင်းလို့လာပို့ပေးတာပဲဖြစ်ပါတယ်ရှင်ဒီမှာဒေါ်ကျင်ရွှေကတခြားကိုသွားနေလို့ပေါ့နော်အဖွာလိုက်ခေါ်ပေးတာပဲဖြစ်ပါတယ်အခုပြန်ရောက်လာပါပြီဗီဒီယိုလေးရိုက်ထားလဲအောင်လေအမတ်တရဖြစ်အောင်လို့ရိုက်လာပေးခဲ့တာပါနော်ဆက်လိုက်ပြီးပို့လာတာပါရှင်အခုလိုမာယူအားပေးကြတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမတို့ကတော့ပေါင်မြူနဲ့တညင်တောင်ရွာကဖြစ်ပါတယ်အိမ်ကြီးရောရိုက်ခဲ့လို့ပြောကျမရိုက်လိမ့်မယ်နော်နေရာရောက်သွားရောက်ပြီးတော့ဗီဒီယိုပေးပါတယ်ရှင်ဆက်တယ်မာယူလို့လည်းရပါတယ်ရှင်ဝေးမှာရောက်နေတဲ့သားတွေနဲ့မောင်လေးတွေကပေါ့နော်ပြောပြထားတဲ့အမှားစကားလေးတွေလည်းဖတ်ပြပေးခဲ့ပါတယ်ရှင်ဒီမှာဗီဒီယိုရိုက်ပေးတဲ့သူကတော့ကျမတို့လုံးဝမရိုက်ပါဘူးเนาะအတိကကတော့သူတို့ surprise ပို့ပေးတဲ့လူတွေပဲဆိုတော့ဒါတော့လူတွေကိုပဲပါအောင်ရိုက်ပေးမယ်ဆိုရိုက်ပေးတာဖြစ်ပါတယ်ရှင်ကဲကျမတို့ဒီစာမမြင်ဘူးပေမဲ့ကျမတို့ဒီမှာယုံကြည်စိတ်ချစားတော့မှားယူလို့ရပါတယ်ရှင်ဥပက္ခလေးကပြောတာပေါ့နော်အဲ့ဒါသူတို့ကလေဒီအမေကြီးတို့ဒေါ်လေးတို့မှားတာလေးတွေပေါ့နော်အမှားတာလေးတွေဒီမှာဖတ်ကြအောင်နော်ဆာအရာဂယုဆိုင်ပါအမေနဲ့အမတဲ့အခုအချိန်ဒီကျွန်တော်တို့အပေါ်မှာနစ်နာခံပေးတဲ့အမကြီးတဲ့အမေကိုရောကလေးတွေကိုပါဂယုဒီဇိုင်းနဲ့ပြုစုပေးလို့ကျေးဇူးပါတဲ့အမေနဲ့အမကျန်းမာနဲ့ရှိနေပြီးတဲ့အတွက်လည်းကျေးဇူးပါတဲ့ချစ်တယ်အမေနဲ့အမတဲ့တခါမှထုတ်မပြောဘူးတဲ့စကားလေးပါတဲ့ဝေးမှာရောက်နေတဲ့မောင်လေးကြီးနဲ့မောင်လေးငယ်တဲ့အမရဲ့ဒီကျော်လေးရမောင်လေးကြီးနဲ့မောင်လေးငယ်ရပါတော့အမေတို့သားတွေကိုတော့ဂယုဆိုင်ပြီးလို့ကျေးဇူးတင်ပါတယ်တဲ့သူတို့ဘာပြောမှလဲအဲ့ဒါဘယ်လိုပြောရမလို့ဆိုတော့ဟိုဟာပေါ့အေးဟာလေမောင်လေးငယ်တို့မောင်လေးကြီးတို့ဟာညီမငယ်တို့ညီမမမချစ်ပါတယ်လို့မိပါနဲ့မချစ်တာလည်းချစ်ပါတယ်လို့ပေါ့နော်ဟုတ်ကဲ့မမနဲ့စိတ်ကူးကပြောအောင်လို့လုပ်ပြီးတာပေါ့နော်ဝင်းရဆိုစိတ်တော့မကောင်းဘူးပေါ့ဒါပေမဲ့သူတို့စိတ်မကောင်းချင်မှသူတို့မမနဲ့ဟိုအမေရရောဗာပြောလို့ရှင်သူကလည်းသမီးတွေတားလို့ကိုယ်ကိုချက်ပါတယ်ဗောနော်တိုင်းနဲ့မှမတန်းနဲ့လားချစ်ရပါစေဗောတမ်းမရွေးခလို့ပါလုပ်ငန်းကိုင်ငန်းနေလေလုပ်ငန်းကိုင်ငန်းနေလေဘာသာတဲ့တကူတော့အောင်မြင်ပါသေးလို့အမနဲ့အမေကိုကျွေးရတဲ့ကျေးဇူးကိုယ်တိုင်ကိစ္စနဲ့နာကြောင်းလို့ငါညီမတွေငါမောင်တွေကုန်လို့တတရရချောချောမုံနဲ့အဆင်ပြေပါစေလို့မမအမြဲတမ်းလေဆုတောင်းပေးပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့ဆင်လေးပါပါရှင်ဒါပြီးတော့ဒီသားကိုရောပေါ့နော်မမအမလေးအငယ်ဆုံးနားထောင်နော်အငယ်ဆုံးအဆိုးဆုံးလေးရေးတဲ့ကျမကြီးလည်းဂယုဆိုင်ပါတဲ့အမေနဲ့အဖွားရဲ့ပြောစကားလည်းနားထောင်ပါတဲ့စာအုပ်လည်းစူးစမ်းနော်တဲ့နောက်ကြရင်လိုချင်တာတွေမမဝဲပြီးမှာတဲ့လိမ္မာရင်တဲ့တတနာမည်ဘယ်သူတော့ပြောလဲနောက်ပြုကိုမမလိမ္မာရင်လိုချင်တာတွေဝဲပြီးမှာတဲ့ဒါလည်းစူးစမ်းရတယ်အမေနဲ့အဖွားရဲ့စကားကိုလည်းနားထောင်တဲ့လိမ္မာရဲ့လားကလိမ္မာလည်းစူးစမ်းအောင်နော်မမကလိုချင်တာတွေဝဲပြီးမှာတဲ့ကျူစားပါတယ်မမကြီးလို့ပြောလို့မမလည်းကြားမှာပါသေးချမ်းသာပါသေးလို့လုံငန်းကငယ်တင်းပြပါသေးမမကြီးပြောလို့လေးတာရပြောတော့ပြောလို့လေးမမလေးကြားမမကြားမှာအဲ့ဒါ